BOA News မှာကြိုဆိုပါရစေ။ဒီနေ့မှာတော့ England ဘောလုံးလောကရဲ့တွေးပူဖလိုင်ဆိုင်မှုကြီးတစ်ခုဖြစ်တဲ့ Manchester United နဲ့ Leeds United တို့ရဲ့ Roses Rivalry အကြောင်းကိုပုံမပြည့်စုံစွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီပြိုင်ဆိုင်မှုဟာရာစုနှစ်ပေါင်းများစွာကတည်းကစတင်ခဲ့တဲ့ Lancashire နဲ့ Yorkshire နယ်မြေတွေရဲ့တမိုင်းဝင်ပဋိပက္ခတွေကနေဆင်းသက်လာတာဖြစ်ပါတယ်။15ရာစုက War of the Roses လို့ခေါ်တဲ့စစ်ပွဲတွေကနေစတင်ခဲ့တယ်လို့ယုံကြည်ကြပြီးစက်မှုတော်လှန်ရေးကာလမှာလည်းမြို့ကြားစီးပွားရေးပြိုင်ဆိုင်မှုတွေကဒီပြိုင်ဆိုင်မှုကိုပိုမိုပြင်းထန်စေခဲ့ပါတယ်။ဘောလုံးကွင်းထဲမှာဆိုရင်နှစ်သင်းစလုံးဟာတစ်ဖက်နဲ့တစ်ဖက်အပြင်းထန်ရှင်ပြိုင်လေရှိပြီးပရိသတ်တွေကြားမှာလည်းအများအားစိတ်လှုပ်ရှားစရာကောင်းတဲ့အားပြိုင်မှုတွေရှိနေခဲ့ပါတယ်။သမိုင်းတစ်လျှောက်နှစ်သင်းစလုံးဟာပွဲပေါင်းများစွာရင်ဆိုင်ခဲ့ကြပြီး Manchester United ကအသာစီးရလေရှိပါတယ်။ဥပမာအားဖြင့် Premier League ပွဲစဉ်တွေမှာ Man U ကအဆက်ရှည်ပွဲအနိုင်ရရှိထားပြီး Leeds က4ပွဲသာအနိုင်ရရှိထားပါတယ်။ဒီပွဲစဉ်တွေမှာနှစ်သင်းစလုံးကစားသမားတွေဟာအင်အားကုန်ထုတ်ပြီးကစားလေရှိတာကြောင့်အမှတ်ရစရာပွဲကောင်းတွေအများပြားပေါ်ထွက်ခဲ့ပါတယ်။ Man U ဘက်ကဆိုရင် George Best, Eric Cantona, Ryan Giggs, Paul Scholes, Wayne Rooney စတဲ့ကစားသမားတွေဟာ Leeds နဲ့ပွဲတိုင်းမှာအကောင်းဆုံးခြေစွမ်းတွေပြသခဲ့ကြပါတယ်။ Leeds ဘက်ကလည်း Billy Bremner, Norman Hunter, Lee Bowyer, Alan Smith စတဲ့ကစားသမားတွေဟာ Man U ကိုအမြဲတမ်းဂျုခပေးနိုင်ခဲ့ကြပါတယ်။လာမယ့် April 13 ရက်နေ့မှာတော့ Man U အသင်းရဲ့အိမ်ကွင်း Old Trafford မှာ Leeds United နဲ့ထပ်မံရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒီပွဲစဉ်ဟာ Man U အသင်းအတွက် Champions League ဝင်ကွင်းအတွက်အရေးပါတဲ့ပွဲစဉ်ဖြစ်တယ်လို့ Leeds United အတွက်လည်းအမှတ်ရဖို့အရေးကြီးတဲ့ပွဲဖြစ်ပါတယ်။ Leeds အသင်းဟာလက်ရှိမှာအမှတ်ပေးစရာရဲ့အလဲပိုင်းမှာရပ်တည်နေပေမဲ့ Man U နဲ့ပွဲဆိုရတော့အမြဲတမ်းအင်အားကုန်ထုတ်တီကစားလေးရှိပါတယ်။နှစ်သင်းစလုံးဟာလက်ရှိမှာခြေစွမ်းကောင်းတွေပြသနေတာကြောင့်ဒီပွဲစဉ်ဟာပရိသတ်တွေအတွက်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှသိကြပါတယ်။ Man U အသင်းအနေနဲ့အင်ကွင်းပရိသတ်ရှိမှအနိုင်ရရှိဖို့ဖိအားတွေရှိနေသလို Leeds အသင်းကလည်း Man U ကိုဒုက္ခပေးဖို့အသင့်ပြင်ဆင်ထားမှာပါ။ဘယ်အသင်းကအသာစီးရပြီးအနိုင်၃မှတ်ကိုစွတ်ခူးသွားမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ BOA News ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်သတင်းအချက်အလက်တွေအတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။